ငရင်ပေးကြီးဖြစ်သွားတယ်မနေ့ကမှအိမ်တက်တရားနာပြီးသွားတဲ့တိုက်ကြီးနောက်နေ့ကျတော့ရှိသေးသလားပစ္စည်းဥစ္စာကစွန့်နေနော်ဘလောက်ပဲချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နောက်နေ့ကျတော့ဘာမှမရှိဘဲနဲ့လမ်းဘေးမှာအိပ်ရတာမဟုတ်ဘူးလားညကျတော့လေတိုက်လို့ရွက်ဖြင်တယ်ကင်ပြီးတော့မိုးဆူထဲမှာကိုမနေရပြန်ဘူးလားလူဘဝဟာတခဏလေးပါဘာမှသုံးဆောင်ခံစားစရာအကြောင်းလည်းမရှိဘူးတိုမီးနေစရာလည်းအကြောင်းလည်းမရှိဘူးကိုယ့်ရဲ့ကိုချင်းတရားကောင်းကောင်းလေးသာရှိထားလိုက်ဘေးတဲ့ကိုယ့်ရဲ့တန်ဖိုးရမသွားဘူးလားဒီကနေ့လူသက်တန်ဟာတရားလို့မပြောဘူးလားလူသက်တန်တရားတော့ဒါပေမဲ့လို့အဲ့ဒီတရားနေရတဲ့ပုဂ္ဂိုလ်လူတိုင်းဖြစ်သလားတရားနေတဲ့ပုဂ္ဂိုလ်တော်ရှားပြီဒီတော့ရေဦးဇင်းတို့လူရဲ့သက်တန်นี่ဘာကြောင့်တူသွားတာလဲဆိုရင်နံပါတ်1လူသားတွေကိုချင်းတရားဖောက်ပြန်လို့ဘယ်သူတွေဖောက်ပြန်တာလဲလူသားတွေကိုချင်းတရားဖောက်ပြန်တဲ့အခါကျပိဋကရာသီဥတုတွေကမဖောက်ပြန်ဘူးလားမိုးလေဝသတွေမှန်ပါမလားမိုးတွေလူတဲ့အခါကျတော့မရွာဘူးမလူတဲ့အခါကျတော့အကုန်လုံးရေမျောပြီးတော့ပိဋကစဘာကင်းတွေမြို့လူတွေအိမ်တွေဘာတွေပြိုမသွားပြန်ဘူးလားပူတဲ့အဲ့တဲ့အခါလေလေးလိုချင်တာလေကမလာဘူးတကယ်မလိုတဲ့အခါကျတော့အိမ်တွေဘာတွေဖြိုးချတာတစ်ပင်တွေဓာတ်တိုင်တွေအကုန်လဲဟောပိဿယရာသီဥတုကမဖောက်ပြန်ဘူးလားနောက်တစ်ခါပိဿယရေမြေတိုးတောင်တွေအကုန်လုံးကဖောက်ပြန်လိုက်တာမိမိတို့မျက်စိအရှိပဲကဘာမီတွတ်တွတ်ခေါအောင်လှုပ်လိုက်တော့အကုန်လုံးဘုံနဲ့ပြိုလဲကုန်တာပဲဟုတ်တယ်မလို့လားဒါဘာကြောင့်ဖြစ်တာလဲမေးရင်လူသားတွေရဲ့ကိုချင်းတရားဖောက်ပြန်ကြလို့ရာသီဥတုဖောက်ပြန်တယ်ရာသီဥတုဖောက်ပြန်နေဆိုရင်ဘေးတဲ့ကောက်ပဲသီးနှံနေဖြစ်ထွန်းပါမလားကောက်ပဲသီးနှံနေမဖြစ်ထွန်းတော့ဘူးဆိုရင်အဲ့ဒီကောက်ပဲသီးနှံနေအရှုံးမပေါ်ဘူးရာအတွက်ဘေးတဲ့ဓာတုဆေးဝါးကက်မီကယ်တွေမသုံးဘူးလားအကုန်လုံးပက်ဖြန်းပြီးတော့ဘေးတဲ့ကောက်ပဲသီးနှံနေမစိုက်ကြဘူးလားအဲ့ဒီသီးနှံကိုဘယ်သူတွေကပြန်စားအသက်တူသလားရှိသလားအဲ့တော့အသက်တူအောင်လှုပ်တာဘယ်သူတွေလှုပ်တာလဲလူတွေပဲလှုပ်တာမလို့လားကောက်ပဲသီးတဲ့နေဟာဘလောက်ဒီအစိတ်တီရှိတယ်လဲဘေးတဲ့ညံလေးနဲ့သုံးသပ်ကြည့်လိုက်တို့တွေဟိုငငယ်တုန်းကဆိုလို့ရှိရင်ထမင်းအိုးလေးချက်တာမနဲ့ပေါင်းအိုးလေးနဲ့တဲထားညဒီထမင်းအိုးကဘေးတဲ့စားလို့မရဘူးလားအခုထမင်းအိုးတဲတာနေ့လေကတဲထားတဲ့ထမင်းအိုးညစားလို့ရသေးသလားအကုန်လုံးချွဲပိုင်ပြီးတော့အမြုပ်တစီစီနဲ့ထွက်မလာဘူးလားဘာကြောင့်လဲမေးရင်အဲ့ဒီဇဘာတွေထဲမှာကက်မီကယ်နဲ့အကုန်လုံးဩဇာရည်ထည့်ပြီးတော့စိုက်ပျိုးခဲ့တဲ့အတွက်ကြောင့်စံဒီဟာအထားမခံတော့ဘူးဟုတ်တယ်လို့လားဒီလောက်ရှိတဲ့ပန်းသီးလေးတစ်လုံးကိုလေဆေးလက်ထိုးလိုက်တဲ့အခါကျပိတ်တဲ့လက်သီးစုပ်လောက်ကြီးမလာပြန်ဘူးလားအဲ့ဒါတွေဘယ်သူစားတယ်လူတွေစားတော့အသက်တိုးတာလားရှည်တာလားဟောအဲ့လိုလူတွေဟာကိုချင်းတရားတွေဖောက်ပြန်လာခဲ့တဲ့အတွက်ကြောင့်တဲ့နဂူကပိဿယေလူသက်တန်းဟာ8000ရှိတယ်တဲ့ဘယ်လောက်ရှိတော့8000နော်အဲ့ဒီ8000ရဲ့8000သက်တန်းရဲ့အပြည့်ဘက်မှာတုန်းကလူတွေရဲ့ကိုချင်းတရားဟာဘာတစ်ခုမှအပြည့်မရှိခဲ့ဘူးတဲ့အသက်8000တန်းကြတော့လူတွေမှာကိုချင်းတရားတစ်ခုဖောက်ပြန်ခဲ့တယ်တဲ့အဲ့ဒီကိုချင်းတရားကဘာလဲမေးရင်ခိုးတာတဲ့ဘာဖြစ်တာလဲလူတွေရဲ့သက်တမ်းဘယ်လောက်မှလဲ8000တန်းမှာဘာအမှုပေါ်ခဲ့တာလဲခိုးမှုတမှုဝယ်ပေါ်ခဲ့တယ်ဘယ်နှမှုပေါ်တာလဲခိုးတာတဲ့ခိုးတဲ့အခါကျတော့ပေးတဲ့ရေအခိုးခံရတဲ့ပုဂ္ဂိုလ်ကတော့၎င်းလူကြီးကတော့၎င်းဆိုင်ရာပညာသွားအပ်တယ်တိုင်းပြည်အုပ်ချုပ်တဲ့ရှင်မင်းစီသွားအပ်တဲ့အခါကျတော့မင်းဘာလို့ခိုးတာလဲမစစ်စီဘူးလားကျွန်တော်စားစရာမရှိလို့နေစရာမရှိလို့ခိုးပါတယ်ဆိုတော့ရှင်မင်းကသဘောကောင်းလိုက်တာအဲ့ဒီခိုးတဲ့ပုဂ္ဂိုလ်အိမ်ဆောက်ပေးတယ်စားစရာမကြွေးဘူးလားလိုတာတွေအကုန်ပပန့်ပိုးဘူးလားအဲ့ဒါလူတွေကအထင်လွဲသွားတယ်အတွေးလွဲသွားတယ်ဟာတို့ကမရှိလို့ခိုးစားတာရှင်မင်းကတို့ခိုးတာကိုအိမ်လဲဆောက်ပေးတယ်ထမင်းလဲကြွေးတယ်လူအပ်တာပန့်ပိုးတယ်တို့ခိုးတော့မယ်ဟေးဆိုပြီးတော့လူတွေကအကုန်လုံးမခိုးကြဘူးလားအကုန်လုံးခိုးတဲ့အခါကျတော့ရှင်မင်းကပေးနိုင်အောင်မလားနိုင်ငံတော်ဘာချက်မရှိတော့ဘူးလေမပေးနိုင်တော့ဘူးအဲ့တော့ဘလို့စီရင်ရတယ်လဲမေးရင်ခိုးတဲ့ပုံကိုယ်တွေကိုတိုက်
ရတယ်တဲ့ဘာလို့ပါလိမ့်တပ်ပလိုက်တာဟောအသက်8000နန်းတုန်းကခိုးမှုတစ်ခုပဲပေါ်ခဲ့တယ်အဲ့ဒါနဲ့ပြည်သက်8000နန်းကြီးကိုကြာလေးရှောက်လန်းလာတဲ့ခါကျတော့တတ်မှုတဲ့တတ်တဲ့အမှုကမပေါ်ဘူးလားခိုးတဲ့ပုဂ္ဂိုလ်ကိုတတ်တဲ့အမှုပေါ်တယ်ပေါ်တဲ့အတွက်ကြောင့်ပြည်သက်ကြီးအသက်ကထဲဝဲကျသွားတယ်တဲ့8000နန်းဘယ်လောက်ရောက်သွားတော့4000ပဲကျန်တော့တယ်နော်ဒါစက္ကဝတ္တိတုံးမှာမြတ်စွာဘုရားဟောထားတာနော်စက္ကဝတ္တိတုံးမှာမြတ်စွာဘုရားဟောထားတာ4000ပဲကျန်တော့တယ်4000နဲ့ရောက်တဲ့အခါကျတော့ပိသက်ကြီးလူတွေကနောက်ထပ်ဘာအမှုကိုကျူးလွန်တယ်လဲမေးရင်အသက်ခံရမှာကြောက်တော့ပိသက်ကြီးဘာဖြစ်တယ်လဲချောပြစ်ဂုံးတိုက်တဲ့အမှုတွေလှုပ်လာတယ်တဲ့ဂုံးတိုက်ကြတယ်ရှောင်လွဲကြတယ်လိန်နေညာတယ်ပေါ့နော်လိန်နာညာတဲ့အမှုပေါ့တမ်းမှာကြောက်တဲ့အတွက်ကြောင့်မိတဲ့အခါကျတော့ကျွန်ုပ်ကမခိုးပါဘူးမလိမ်ဘူးလားကျွန်ုပ်ကကိုယ့်ဟာကိုယ်လှုပ်ရှားတာပါမပြောဘူးလားအမှုက3မှုတက်လာပြီနော်နံပါတ်1ခိုးခဲ့တဲ့အချိန်တုန်းကအသက်က8000တန်းနောက်ကနေပြီးတော့ဘေးသက်ကြီးခိုးရကနေကြာလေးလာလိုက်တဲ့အခါကျနောက်တတ်တဲ့အမှုပေါ်မလာဘူးလားလူတွေရဲ့သက်တမ်းဟာ4000တန်းရောက်သွားတယ်တတ်တဲ့အခါကျတော့အသက်ခံရမှာကြောက်တော့မှန်တာပြောတာလားလိမ်ပြောတာလားလူတွေနော်ငကိုတော့ဘာအမှုမှမရှိတာဘာအပြစ်မှကိုမရှိတာအသက်ခံရမှာကြောက်တဲ့အတွက်ကြောင့်ပေးတဲ့လိန်ပြောလိုက်တဲ့အကုသိုလ်ကြောင့်ကိုချင်းတရားပေါက်ပြန်တဲ့အတွက်ကြောင့်လိန်ညာခဲ့တဲ့အတွက်ကြောင့်လူသက်တန်းဟာ4000ကတဝက်ကြဘယ်လောက်ရောက်သွားလဲ2000ပဲကျန်တော့တယ်စက္ကဝတ္တိတုံးမှာဘုရားဟောထားတာနော်မိမိတို့ဖြတ်တန်းနေတဲ့ဘဝနဲ့တိုက်ကြည့်လိုက်2000နဲ့ရောက်တဲ့အခါကျလဲပေးတဲ့ဒီလိုပဲလက်လဲပြီးတော့နေတဲ့အခါဘာလို့တလဲမေးလို့ရှိရင်စားရတဲ့လူနဲ့မစားရတဲ့လူကလေတယောက်နဲ့တယောက်ခြေထိုးတယ်တဲ့ဂုံးတိုက်တယ်တဲ့ဘာလို့ထားလဲခြေထိုးဂုံးတိုက်တဲ့အခါကျပေးတဲ့စားရတဲ့လူကလည်းစားရလို့မစားရတဲ့လူကလည်းမစားရလို့တယောက်နဲ့တယောက်ပြဿနာတွေဖြစ်လာတယ်အဲ့ဒီဂုံးတိုက်မှုအမှုလူတွေကျူးလွန်တဲ့အတွက်ကြောင့်တဲ့လူသက်တဟံပေးတဲ့ဘယ်လောက်ရောက်သွားရင်တဝက်ချ1000ပဲကျန်တော့တယ်ဘယ်လောက်ကျန်တော့မိမိတို့သက်တမ်းဘေးထဲမှာပါတယ်ဆိုသိလိမ့်မယ်နော်1000နဲ့ရောက်တဲ့အခါကျဘေးသက်ရလူတွေကနံပါတ်1ကခိုးတယ်နံပါတ်2ကတတ်တယ်နံပါတ်3ကလိန်ညာပြောတယ်နံပါတ်4ကချောပြစ်ဂုံးတိုက်တယ်နံပါတ်5ကဘေးသက်ရချောပြစ်ဂုံးတိုက်တဲ့အမှုလည်းဖြစ်လိုက်ကောတဲ့လူတွေရဲ့ရုပ်တွေဟာဆိုးသွားကြတယ်တဲ့မချောတော့ဘူးနော်မလှတော့ဘူးမလှတဲ့အခါကျလှတဲ့ပုဂ္ဂိုလ်ကိုလူတွေကမျက်နှိုးတယ်မမျက်နှိုးဘူးလားဒီကနေ့ခေတ်လည်းမမျက်နှိုးဘူးလားလှတဲ့ပုဂ္ဂိုလ်ဓာတ်ပုံလေးရိုက်တော့ပေးသက်ရမင်းသမီးတွေပတ်စံမရဘူးလားတို့ကပေးသက်ရဓာတ်ပုံရိုက်တဲ့ပတ်စံမကုန်ဘူးလားအဲ့လိုလှတဲ့ပုဂ္ဂိုလ်မလှတဲ့ပုဂ္ဂိုလ်ဆိုတာပေါ်လာတယ်တဲ့အဲ့ဒီဟိုဘက်တုန်းကတော့ပေးသက်ရဒီကံနေမကျူးလွန်တဲ့ဟိုဘက်တုန်းကတော့အကုန်လုံးကလှနေတာတဲ့အကုန်လုံးကချောနေတာနော်အခုပေးတဲ့လှတဲ့ပုဂ္ဂိုလ်လည်းပါတော့မလှတဲ့ပုဂ္ဂိုလ်ကပေးတဲ့လှတဲ့ပုဂ္ဂိုလ်လိုချင်တော့သူ့အိမ်ယာတွေကျူးလွန်နေတဲ့ကာမဂုဏ်တွေဖောက်ပြန်လာတယ်။ဘာတွေဖြစ်လာတာလဲ။ကာမဂုဏ်တွေဖောက်ပြန်လာတဲ့အခါကျပေးတဲ့လူသက်တန်းဟာ1000တန်းကနေတဝက်ကျသွားတယ်ဘယ်လောက်ကျန်လဲ။အဲ့ဒီ9000တန်းမှာလူတွေဟာကာမဂုဏ်ဖောက်ပြန်တယ်။အသက်9000တန်းမှာနော်အသက်9000တန်းမှာဘာတွေဖြစ်တာလဲ။ကာမဂုဏ်တွေဖောက်ပြန်တယ်ပြန်ပြောမယ်အသက်8000တန်းတုန်းကဘာအပြစ်ပဲရှိအသက်4000တန်းမှာဘာမှုရှိအသက်2000တန်းမှာဘာရှိအသက်1000တန်းမှာဘာရှိဂုံးတိုက်တယ်နော်အသက်ပေးသက်ရေ9000တန်းကြ1000တန်းကြဘာရှိသွားကာမေတုမိစ္ဆာစာရာကျူးလွန်လာတယ်ဖောက်ပြန်တယ်ဘာဖြစ်တာလဲအဲ့ဒါဒီကနေ့ကဘာပေါ်မှာကာမေတုမိစ္ဆာစာရကံဖောက်ပြန်တာအသက်ဘလောက်တန်းကစတာလဲမေးရင်ပြောကြည့်9000တန်းကဘယ်တောင်တန်းကလဲအခုမှဖြစ်တာမဟုတ်ဘူးနော်အသက်9000တန်းကလည်းသူ့အိမ်ဟာကျူးလွန်ခဲ့တာ